မိုးရီကအရန်ရွာတဲ့ခွဲရှင်တဲ့ဘက်မှာတော့မိုးရီတော့ကြာလာမသိဘူးပေါ့နော်ဒီမှာတော့တိတ်ကိုမတိတ်တာဟင်းချက်မှာလည်းဒီနေ့မိရပြက်နေတယ်ပေါ့နော်နဲ့ငါတက်တာတုံလေးပဲလွယ်တကူတုတ်စားလိုက်တယ်ငါတက်တာတုတ်ဖို့အတွက်ဆိုလို့ရှင်ပေါ့ငါတက်တာအရန်သေးဘူးလေးပြင်ထားမယ်ပြီးလို့ရှင်နည်းနည်းပင်ပြီးလို့ရှင်တမယာတီငုတ်တီစိမ့်ကိုတခြားပြင်ထားမယ်ပေါ့နော်တမယာတီလေးတွေကိုပပလေးထားလိုက်မယ်စိတ်ကလေးလေးထားလိုက်မယ်ငုတ်တီစိမ့်ကိုတပပလေးလေးထားလိုက်မယ်ငုတ်တီစိမ့်ကိုဒီနေ့တော့အစိမ့်ထဲပဲနဲ့အနေရောင်လေးသုံးပေးထားရပေါ့နော်ပြီးဆိုလို့ရှိရင်ငါတက်တာအတုံးလေးတွေကိုပဲပကန်းလေးတစ်ချက်ထဲခွဲပြီးတော့ထည့်လိုက်မယ်အနည်းတည်းအကြိုင်ထဲပေါ့နော်ဆိုတော့ပြီးမှလည်းနည်းထည့်မယ်လို့ဆိုတော့တမ်းမထည့်သေးပါဘူးကျွတ်တုံးလေးတွေကိုရေစီးပြီးတော့ပပလေးထားတာလေးတွေထည့်ပေးမယ်ခုနကလိချွတ်ထားတဲ့အစာပလာလေးတွေကိုအကုန်လုံးတစ်ခုချင်းထည့်လိုက်မှဖြစ်ပါတယ်အဲ့ဒါတကူတော့ငါပြရင်ထည့်မယ်ပေါ့နော်ပင်ချမောင်းထည့်မယ်ငုတ်သီးမောင်းလေးနဲ့ထည့်မယ်ပေါ့နော်ငုတ်သီးကတော့ဆက်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်တမယာတီလေးကခုနကလိမ့်ထားတာအကုန်လုံးထည့်မယ်ချင်းချင်းလေးစားခြင်းလို့နော်အကုန်လုံးပြီးပြီဆိုလို့ရှိရင်တခြားလေးနဲ့ပေးလိုက်မယ်ရတာအလုံးဝင်သွားအောင်လို့ပေါ့နော်မတက်တာတော့ကလေဘယ်လိုပြောရမလဲအမေဘာဖြစ်ဖြစ်အကုန်လုံး ready ပေါ့နော်လောက်စားလို့ရတယ်တော့ပဲဆဆချစ်ပဲဆဆအဲ့လိုမျိုးစောင်းထားတဲ့နေပေါ့နော်ခုနကစီနဲလို့ပေါ့နော်ငါတက်တာတွေပါတယ်စီလေးနည်းနည်းထည့်ပြီးတော့နဲလိုက်မယ်ပေါ့နော်နည်းနည်းလေးရေရွှမ်းသွားအောင်လို့ပါအရောင်စင်းလေးကတော့ကျနည်းနည်းတိုင်းပဲစားခြင်းစရာလေးရပါပြီနော်ဒါဆိုလို့ရှိရင်လည်းစားပဲစားလို့ရတယ်သူတို့ကစားကြည့်လို့လားမသိဘူးကျေးဇူးပါအားလုံးချက်စားကြည့်ပါရှင်